စံတွေကြောင့်ငွေဖြည့်ဖို့ကိုကြောက်ခဲ့ဘူးလားမကြောက်ပါနဲ့တော့ဘာကြောင့်လဲဆိုတာအသေးစိတ်ရှင်းပြပါမယ်ရှင် Hive Music ရဲ့ Age Recharge ဝန်ဆောင်မှုအသစ်ကြောင့်ပါဒီဝန်ဆောင်မှုကတရုတ်သချင်းရောင်းတဲ့ website တွေမှာ VME Plan သချင်းဝယ်ဖို့ဒါမှမဟုတ်တရုတ် website တွေကပစ္စည်းဝယ်ဖို့အတွက်ရွံဖြည့်ထားခြင်းနဲ့ DJ ဘရင်ကြီးတို့အတွက်ငွေဖြည့်ပေးနေတဲ့ service ပဲဖြစ်ပါတယ်channel တက်ရနဲ့ကြက်ပေးပြီး WeChat ပေးမှဖြစ်စေအလီပေးမှဖြစ်စေရွံလေးလဲနိုင်မှဖြစ်ပါရဲ့ရှင်ဥပမာ DJ UU 172 Mix CPU DJ VVV DJ 52 Mix FK DJ တို့လို website တွေအတွက်ပါရှင် Hive Music ဆိုတာကလည်း2024ခုနှစ်ကစတင်ပြီးငွေဖြည့်ဝန်ဆောင်မှုပေးခဲ့တဲ့မြန်မာပြည်ကလုပ်ငန်းတစ်ခုဖြစ်တဲ့အပြင် DJ UU CPU DJ တို့ရဲ့တရားဝင်ငွေဖြည့်ကိုယ်စားလှယ်ဖြစ်ပါရဲ့အထူးအမှားခံချက်အနေနဲ့ငွေဖြည့်ထားတဲ့အကောင့်ဝင်မရခြင်းအကောင့်ပြတ်ခြင်း password မေ့ခြင်းဘယ်ကိစ္စနဲ့ပတ်သက်တာတွေကိုဖြည့်ရှင်းပေးနိုင်တဲ့တူဦးတိကိုယ်စားလှယ်လည်းဖြစ်ပါတယ်ဒီလိုစိတ်ချယုံကြည်နိုင်မဲ့အချက်တွေကြောင့် WeChat Pay အလီပေးတို့မှာရန်ငွေလဲလှယ်ခြင်းနဲ့ဆိုရင် Hive Music ကိုသာအမြဲဆုံးဆက်သွယ်လိုက်ပါ Hive Music ရဲ့ Top Up Service ကြောင့်လုံးဝစိုးရိမ်စရာမလိုတော့ပါဘူး